ချင်းခရိယန်အသင်းတော်တနစ်တာသမာကျမ်းစာဖတ်ရခြင်းအစီအစဉ်မှကြိုဆိုပါတယ်။ယေရမိအနာဂတ်ကျမ်းခန်းကြီး30နဲ့အပိုင်ငယ်1မှ44နေပုခနေဇာနန်းဆန်18နှစ်ယူဒရှင်ဘုရင်ဇေဒကိနန်းဆန်10နှစ်တွင်ထာဝရဘုရားထံတော်မှနှုတ်ကပတ်တော်သည်ယေရမိသို့ရောက်လာ၏ထိုအခါဘာဗုလုန်ရှင်ဘုရင်၏စစ်သူရဲတို့သည်ယေရုရှလင်မြို့ကိုဝိုင်းထားကြပြီးပရောဖက်ယေရမိသည်ယူဒရှင်ဘုရင်နန်းတော်ထောင်ဝင်းထဲမှအချုပ်ခံလျက်နေရ၏အကြောင်းမူကားယူဒရှင်ဘုရင်ဇေဒကိသည်ခေါ်၍ထာဝရဘုရားကဤမြို့ကိုဘာဗုလုန်ရှင်ဘုရင်လက်သို့ငါအပ်၍သူသည်သိမ်းယူလိမ့်မည်ယူဒရှင်ဘုရင်ဇေဒကိသည်ခါလက်တဲလူတို့လက်နှင့်မလွတ်ဘာဗုလုန်ရှင်ဘုရင်လက်သို့ဆက်ဆက်ရောက်လိမ့်မည်မျက်နှာချင်းဆိုင်၍စကားပြောလျက်တယောက်ကိုတယောက်ကြည့်ရှုလျက်တွေ့ရလိမ့်မည်ဇေဒကိကိုလည်းဘာဗုလုန်မြို့သို့ဆောင်သွားလိမ့်မည်ငါအကြည့်အရှုမလာမီတိုင်အောင်ထိုမြို့၌နေရလိမ့်မည်သင်တို့သည်ခါလက်တဲလူတို့ကိုစစ်တိုက်၍မနိုင်ရကြဟုထာဝရဘုရားမိန့်တော်မူကြောင်းကိုသင်သည်အဘယ်ကြောင့်ပရောဖက်ပြု၍ဟောသနည်းဟုဆို၍ထောင်ထဲမှလောင်ထားသည်ထိုအခါယေရမိကငါစီသို့ရောက်လာသောထာဝရဘုရား၏နှုတ်ကပတ်တော်မူကားသင်ဤဘာတွေရှလုံသားဟာနမေလသည်သင်ထံသို့လာ၍အာနသုတ်မြို့မှရှိသောကျွန်ုပ်လေကိုသင်သည်ရွေးပိုင်သောကြောင့်ဝဲပါဟုပြောဆိုလိမ့်မည်အကြောင်းကိုထာဝရဘုရားမိန့်တော်မူသည်နှင့်အညီငါဘတွေသားဟာနမေလသည်ငါရှိရာထောင်ဝင်းထဲသို့လာ၍ဗိယမင်ခရိုင်အာနသုတ်မြို့၌ရှိသောကျွန်ုပ်လေကိုဝဲပါလော့သင်သည်အမွေခံပိုင်သောအခွင့်နှင့်ရွေးပိုင်သောအခွင့်ရှိသည်ဖြစ်၍ကိုယ်အဖို့ဝဲပါဟုငါအားပြောဆို၏ထိုအခါထာဝရဘုရားစီရင်တော်မူသောအမှုဖြစ်ကြောင်းကိုငါသိသောကြောင့်အာနသုတ်မြို့၌ရှိသောငါဘထွေးသားဟာနမေလ၏လေကိုငါဝယ်၍လေဘိုးငွေ39ချက်ကိုချိန်ပေးလေ၏စာချုပ်ကိုလည်းစီရင်၍တစိ့ခတ်ပြီးမှတပ်သေးတို့ကိုခေါ်၍ငွေကိုချိန်ငွေနှင့်ချိန်ပေး၏ဓမ္မသက်ထုံးစံအတိုင်းတစိ့ခတ်သောစာချုပ်တစ်စောင်နှင့်ဖွင့်ထားသောလက်ခံတစ်စောင်ကိုယူ၍ဘထွေးသားဟာနမေလအစရှိသောစာချုပ်၌အမိပါသောသက်သေများထောင်ဝင်းထဲမှထိုင်နေသောယူဒလူများအပေါင်းတို့ရှေ့တွင်မာသေယသားဖြစ်သောနေရီသားဘာယုန်၌အလျက်ဣသရေလအမျိုး၏ဖျားခင်ကောင်းကင်ဘုရားအရှင်ထာဝရဘုရားမိန့်တော်မူသည်ကားတစိ့ခတ်သောဤစာချုပ်တစ်စောင်နှင့်ဖွင့်ထားသောဤလက်ခံတစ်စောင်ကိုယူ၍ကာလကြာမြင့်စွာတည်နေစေခြင်းကမြေအိုး၌ထားလောဣသရေလအမျိုး၏ဖျားခင်ကောင်းကင်ဘုရားအရှင်ထာဝရဘုရားမိန့်တော်မူသည်ကားဤပြည်၌အိမ်လေယာစပြည့်ဥယျာဉ်တို့ကိုပိုင်ရကြလေဥမီဟုမိန့်တော်မူကြောင်းကိုပြန်ပြောသဖြင့်ထိုသူတို့ရှေ့မှဘာရက်ကိုမှားထားလေ၏ထိုတို့နေရိသားဘာယုန်၌စာချုပ်ကိုအပိမထာဝရဘုရားအားငါဆုတောင်းသောပတနာစကားဟုမူကား
အိုးရှင်ထာဝရဖျားကိုရောသည်မဟာတကိုးနှင့်လက်ယုံတော်ကိုဆန့်၍ကောင်းကင်နှင့်မြေကြီးကိုဖန်ဆင်းတော်မူပြီးကိုရောမတတ်နိုင်သောအရာတစ်စုံတစ်ခုမျှမရှိပါကိုရောသည်လူအထောင်အသောင်းတို့အားဂုဏကျေးဇူးပြုလျက်အဘတို့၏အပြစ်ကိုနောက်ဖြစ်သောသားတို့၏ခေါင်းပေါ်သို့တက်ရောက်စေတော်မူ၏အလွန်ကြီးမြတ်သောဖျားမဟာတကိုးတော်နှင့်ပြည့်စုံသောဖျားဖြစ်၍ကောင်းကင်ဘုချေအရှင်ထာဝရဖျားဟုသောဘွဲနာမရှိတော်မူ၏ထူးဆန်းသောကြံကိုကြံ၍ထူးဆန်းသောအမှုကိုစီရင်တော်မူလျက်လူအသီးအသီးတို့ကျင့်ကြံပြုမှုသည့်အတိုင်းအကျိုးအပြစ်ကိုပေးခြင်းငါလူသားများပွားလာသောလမ်းအလုံးစုံတို့ကိုအစဉ်ကြည့်ရှုလျက်နေတော်မူ၏အေဂုတ်တုပြည်ဣသရေလပြည်အစရှိသောလူအမျိုးမျိုးတို့၌နမိတ်လက္ခဏာအံ့ဘွယ်သောအမှုတို့ကိုယနေ့တိုင်အောင်ပြတော်မူသဖြင့်ယခုကဲ့သို့အစဉ်ကြော်စောသောတည်ရှိတော်မူ၏နမိတ်လက္ခဏာအံ့ဘွယ်သောအမှုတို့ကိုပြလျက်အားကြီးသောလက်ဆန့်တော်မူသောလက်ယုံအလွန်ကြောက်မဲ့ဖွယ်သောအချင်းရာနှင့်တကွကိုရောဤဣသရေလလူတို့ကိုအေဂုတ်တုပြည်မှနှုတ်ဆောင်တော်မူ၍ငါပေးမည်ဟုဘိုးဘေးတို့အားကျိန်ဆိုတော်မူသောပြည်တည်းဟုသောနို့နှင့်ပြားရည်စီးသောဤပြည်ကိုပေးသနာတော်မူသဖြင့်သူတို့သည်ဝင်၍သိမ်းယူကြတော်လဲအမိတ်တော်ကိုနားမထောင်တရားတော်လမ်းသို့မလိုက်မာထားတော်မူသောအကျင့်တစ်စုံတစ်ခုကိုမျှမကျင့်ဘဲနေသောကြောင့်ယခုခံရသမျှသောဘေးဥပါဒ်တို့ကိုသူတို့အပေါ်သို့ရောက်စေတော်မူပြီးပြအိုးမြေရိုးတို့ကိုကြည့်ရှုတော်မူပါမြို့တော်ကိုသိမ်းယူခြင်းငါရောက်ကြပါပြီဒါပေမုသိတ်ချင်းပေကာလနာဘေးတို့ဖြင့်တိုက်သောခါလဒဲလူတို့လက်သို့မြို့တော်ကိုအပ်တော်မူပြီးမိတ်တော်မူသောစကားပြည့်စုံကြောင်းကိုလည်းကိုရောတိုင်မြင်တော်မူ၏ထိုတို့မြို့တော်သည်ခါလဒဲလူတို့လက်သို့ရောက်တော်လဲအိုးရှင်ထာဝရဘုရားထိုလေကိုငွေနှင့်ဝေ၍တပ်သေးတို့ကိုခေါ်ထားရမည်အကြောင်းမိတ်တော်မူပါပြီတကားဟုလျှောက်လေ၏ထိုအခါထာဝရဘုရား၏နှုတ်ကပတ်တော်သည်ယေရမိသို့ရောက်လာသည်ကားငါထာဝရဘုရားသည်ခတ်သိမ်းသောတရဝါတို့ကိုဆိုးရသောဘုရားသခင်ဖြစ်၏ငါမတတ်နိုင်သောအရာတစ်စုံတစ်ခုရှိလိမ့်မည်လောသို့ဖြစ်၍ထာဝရဘုရားမိတ်တော်မူသည်ကားဤမြို့ကိုခါလဒဲလူတို့လက်သို့၎င်းဘာဘူးလုံရှင်ပြန်နေပုခနေစာလက်သို့၎င်းငါအပ်၍သူသည်သိမ်းယူလိမ့်မည်ဤမြို့ကိုတိုက်သောခါလဒဲလူတို့သည်ဝင်၍မိရှို့ကြလိမ့်မည်ငါအမျက်ကိုနိုးဆော်ခြင်းငါဘာလဖျားဖို့အိမ်မိုးပေါ်မှာနန္တာပေါင်းကိုမိရှို့၍အခြားတစ်ပါးသောဖျားတို့အဖို့သုံးလောင်းရာပူဇော်တကားကိုပြုရာအိမ်များနှင့်တကွတစ်မြို့လုံးကိုမိလောင်စေကြလိမ့်မည်ကြောင်းမူကားဣသရေလအမျိုးသားတို့နှင့်ယူဒအမျိုးသားတို့သည်ငယ်သောအရွယ်မှစ၍ငါရှိမှဒုစရိုက်ကိုသာပြုကြပြီမိမိတို့ပြုလေရာရာ၌ငါအမျက်ကိုနိုးဆော်ခြင်းငါသာပြုကြပြီဣသရေလအမျိုးနှင့်ယူဒအမျိုး၏ရှင်ပြန်မုမတ်ယေပရောဟိတ်ပရောဖက်ယူဒပြည်သူယေရုရှလင်မြို့သားတို့သည်ငါအမျက်ကိုနိုးဆော်ခြင်းငါ
ပြုလေသမျှသောဒုစရိုက်ကြောင့်ဤမြို့ကိုငါထံမှငါပယ်ရှားမိအကြောင်းမြို့တည်သောနေ့မှစ၍ယနေ့တိုင်အောင်ငါအမျက်ထွက်၍အမျက်အရှိန်အားကြီးစေသောမြို့ဖြစ်၏သူတို့သည်ငါကိုမျက်နှာမပြုဘဲကြောခိုင်းကြပြီးငါသည်စောစောထ၍အထက်ထက်ဆုံးမသွန်သင်တော်လဲငါဤဩဝါဒကိုခံလူသောငါနားမထောင်ကြငါ၏နာမဖြင့်သမုတ်သောဗိမာန်ကိုမြင့်ညူးစေခြင်းငါဆက်ရှုပ်ရွံရှာပွေသောအရာတို့ကိုတွင်ထားကြပြီတကားသူတို့သားသမီးတို့ကိုမောလုဖျားအားပူဇော်ခြင်းငါဟိနုံသားဤဂျိုင်း၌ရှိသောဘာလဖျားဤကုန်းတို့ကိုတည်လုပ်ကြပြီယုဒအမျိုးအပေါ်သို့အပြည့်ရောက်စေခြင်းငါဤများလောက်ဆက်ရှုပ်ရွံရှာပွေသောအမှုကိုငါမမထားငါအလင်းအလိုမရှိဘဲပြုကြပြီဟုထာဝရဘုရားမိန့်တော်မူ၏တို့ရာတွင်ဒါဘေမွတ်သိပ်ခြင်းဘေကာလနာဘေအဖြစ်ဘာဘူးလုံရှင်ဘီရင်လက်သို့ရောက်မည်ဟုသင်တို့ဆိုတတ်သောဤမြို့ကိုရေမက်၍ဣသရေလအမျိုး၏ဖျားခင်ထာဝရဘုရားမိန့်တော်မူသည်ကားငါသည်အမျက်ဟုံးဟုံးထွက်၍အမျက်ရှိန်အားကြီးသည်နှင့်သူတို့ကိုနင်ထုတ်ရာတိုင်းပြည်ရှိသမျှတို့မှတဖန်ဆုသိမ်း၍ဤရက်သို့ဆောင်ခဲ့ပြီးလျှင်ငြိမ်ဝတ်စွာနေစေမည်သူတို့သည်ငါ၏လူဖြစ်ကြလိမ့်မည်ငါသည်လည်းသူတို့၏ဖျားခင်ဖြစ်မည်ကိုကြိုလူငါ၎င်းနောက်ဖြစ်လက်သက်သောသားသမီးတို့၏အကျိုးလူငါ၎င်းငါကိုအစဉ်ကြောက်ရွံ့စေခြင်းငါတဏီတညွတ်တီးကျင့်ကြံနိုင်သောသဘောကိုငါပေးမည်သူတို့ကိုမစွန့်ပစ်ဘဲအစဉ်ကျေးဇူးပြုခြင်းငါသူတို့၌ထာဝရဗြိဉ္ဉ်ကိုငါထားမည်သူတို့သည်လည်းငါထံမှမထွက်မသွားမီအကြောင်းငါကိုကြောက်ရွံ့သောသဘောနှင့်ပြည့်စုံစေမည်သူတို့အားကျေးဇူးပြုခြင်းအမှု၌ငါသည်အားရဝမ်းမြောက်၍ငါစိတ်နှလုံးနှင့်နံဝိညာဉ်အကျွေးမဲ့ပါတဲ့သူတို့ကိုဤပြည်၌ဆက်ဆက်နေရာချမည်ထာဝရဘုရားမိန့်တော်မူသည်ကားဤလူမျိုးအပေါ်မှာကြီးစွာသောဤဘေးဥပအပေါင်းကိုရောက်စေသည်နည်းတူငါဂတိထားသောကောင်းကျိုးအပေါင်းကိုလည်းငါရောက်စေမည်လူမရှိတိရစ္ဆာန်မရှိစိတ်ငြိမ်ပြီးခလဒဲလူတို့လက်သို့ရောက်လေပြီဟုသင်တို့ဆိုတတ်သောဤပြည်၌နောက်တဖန်လေယာတို့ကိုရောင်းဝယ်ကြလိမ့်မည်ဗေယမိန်ပြည်၌၎င်းယေရုရှလင်မြို့ပတ်ဝန်းကျင်အရပ်တို့၌၎င်းယူဒပြည်တွင်ရှိသောမြို့တို့၌၎င်းတောင်ပေါ်မြို့ဂျိုက်ထဲမြို့တောင်တက်မြို့တို့၌၎င်းသူတို့သည်လေယာတို့ကိုငွေနှင့်ဝယ်ခြင်းစာချုပ်ကိုစီရင်ခြင်းတစိတ်ခတ်ခြင်းသက်သေတို့ကိုခေါ်ထားခြင်းအမှုများကိုပြုမယ်ပြုကြလိမ့်မည်အကြောင်းမူကားတိမ်သွားခြင်းကိုခံရသောသူတို့ကိုတဖန်ငါဆောင်ခဲ့ဥမီဟုထာဝရဘုရားမိန့်တော်မူ၏အာမင်ကြားနာသောသူရောက်စီတိုင်းဖျားခင်ကောင်းကြီးပေးပါစေဆုမြ
မေတ္တာဂိယူနာတော်နှင့်ပြည့်စုံတော်မူသောထာဝရမြတ်စွာသောဘုရားဘုရားသခင်ရဲ့ကျေးဇူးတော်ကိုချူးပင်ရည်အတွက်ချီးမွမ်းပါရယ်။တာသမီတို့ကိုဘုရားသခင်ရဲ့အတောင်တော်ရဲ့အောက်မှာနှစ်ဆိုင်လုံခြုံစွာဖြင့်အိပ်ဆက်ခွင့်နှင့်အတူတာယာတဲ့နက်နက်မှာကျမ်းမာစွာနှုတ်ထသက်ရှင်ရတဲ့အခွင့်နေတာတိတ်ကိုဝင်စားရတဲ့အခွင့်ကိုဘုရားသခင်ပြင်ဆင်ပေးသောကြောင့်ကျေးဇူးတင်ပါရယ်။ထို့ပြင်တာသမီတို့သည်နှုတ်ကပတ်တော်တရားကိုဖတ်ရှုဆင်ခြင်ခွန်အားယူရတဲ့ခွင့်တော်လည်းပဲကျေးဇူးတင်ပါတယ်။ဒီဖတ်ရှုဆင်ခြင်ရတဲ့နှုတ်ကပတ်တော်တရားအဖြစ်လည်းပဲမိမိရဲ့ဘဝအသက်တာအတွက်ဆင်ခြင်စရာခွန်အားယူစရာတတိပြုစရာအမှုအရာများဖြစ်စေဖို့ရန်အတွက်လည်းပဲဘုရားရှင်မဆာကောင်းချီးပေးသနာတော်မူပါနှုတ်ကပတ်တော်ကိုနားလည်နိုင်တဲ့ဉာဏ်သဘောကိုလည်းပဲဘုရားရှင်သုံးလောင်းချပေးသနာတော်မူပါနေဘုရားသခင်သည်ခတ်သိမ်းသောတတဝါတို့ကိုအစိုးရသောဘုရားသခင်ဖြစ်သည်လို့နှုတ်ကပတ်တော်ဖော်ပြပါတယ်ဘုရားသခင်မတတ်နိုင်သောအမှုအရာလည်းတစ်စုံတစ်ခုမျှမရှိဘူးလို့နှုတ်ကပတ်တော်မှာဖော်ပြသည်နိတူဘုရားသခင်သည်လူမျိုးတော်ကိုအပြစ်အလျောက်စီရင်တော်မူသည်နိတူဒီနေ့သားသမီးတို့ရဲ့ဘဝတက်တာမှာလည်းပဲမိမိတို့ရဲ့မာယွင်ခြင်းမိမိတို့ရဲ့အပြစ်များကိုသိမြင်ပြီးတော့မှဘုရားသခင်ထံနောင်တနဲ့တိုးဝင်သောအသက်တာများဖြစ်စေဖို့ဘုရားသခင်ကလူမျိုးတော်ကိုရန်သူလက်ထဲကိုအနှံပြီးတော့မှစီရင်တော်ညာလည်းပဲတဖန်ပြန်လဲပြီးတော့မှအနက်နက်မှာရှိနေတဲ့လူမျိုးတော်ကိုပြန်လဲဆုသိမ်းပြီးတော့မှဂတိထားတဲ့ပြည်မှာနေစေသည်နိတူဒီနေ့သားသမီးတို့ရဲ့အသက်တာများကိုလည်းပဲဖျားရှင်ကောင်းချီးပေးပါဖျားခင်ရဲ့တနာခြင်းကရုဏာနဲ့ပတ်စီသွန်လောင်းပေးပါမည်ကြောင်းတပါးရီတော်သားတော်သခင်ယေရှုခရစ်တော်ဖျားနာမကိုအမိပြု၍ယူသေးစွာဖြင့်ဆုတောင်းဆက်ကတောင်းလျှောက်ပါသည်ဖျားအာမင်ထာဝရဘုရားသည်သင်ကိုကောင်းကြီးပေး၍စောင့်မတော်မူပါစေသောထာဝရဘုရားသည်သင်၌မျက်နာတော်အလင်းကိုလွှတ်၍ဂရုဏာကျေးဇူးပြုပါစေသောထာဝရဘုရားသည်သင်ကိုမျှော်ကြည့်၍ချမ်းသာပေးတော်မူပါစေသောသမီးတော်သားတော်တန်ရှင်သောဝိညာဉ်တော်သုံးပါးတစုဘုရားထံတော်မှအနန္တမေတ္တာတော်မဟာဂရုဏာကျေးဇူးတော်နှင့်မိတ္တာဖွဲ့လက်လမ်းပြတွင်တင်ခြင်းစုကျေးဇူးသည်သင်တို့ပေါင်း၌ကာလအစဉ်တက်ရောက်လေတည်ရှိတည်နေပါစေသောအာမင်